ကျွန်တော်ခုပြောပြမှာ line comment ပေါ့နော် line comment နေစပြောရမယ်ပထမဦးဆုံး line comment နော် line comment သွားရမယ်ဆိုလို့ရှိရင်သူက L enter နဲ့လည်းသွားလို့ရတယ်နော် L enter လည်းရတယ် line icon မှာ click နှိပ်လည်းရတယ်နော် line icon မှာ click နှိပ်လည်းရတယ် shortcut က L enter နော် comment line ထဲမှာ L enter ရိုက်ထည့် icon မှာ click နှိပ်လည်းအတူတူပဲနော်ကျွန်တော်ဒီမှာ comment တွေသုံးတဲ့အခါမှာအဓိက comment line ကိုကြည့်နော်အောက်ဆုံးအကြောင်းကိုကြည့်သူဘာခိုင်းနေလဲ line specify first one စမှတ်ကလေးချပေးပါတဲ့ချလိုက်တော့ပေါ့ပြီးရင် specify next point နောက်တစ် point ကလေးချပါဒါမှမဟုတ်နောက်ဆုံးများတဲ့အခုမှစဆိုတာနောက်တော့မဆိုသေးဘူး next point ကလေးချ next point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  ပေါ့နော်ပြီးရင်သူ set down နဲ့နောက်တစ် point ပြခြင်းပြဒါမှမဟုတ် close လုပ်မလား undo လုပ်မလားတဲ့ကျွန်တော်ဒီမှာနောက်ဆုတ်ကြည့်အောင်နော် comment option တွေသုံးတော့မယ်ဆိုလို့ရှိရင်သူကအကြီးစလုံးပဲရိုက်ထည့်ရတယ် undo သုံးမယ်ဆို u တစ်လုံးပဲကြီးနေရေးထားတဲ့အတွက် u ရိုက်ပေါ့ u enter keyboard ကနေ u enter နောက်ဆုတ်သွားတယ်နော် u enter u enter နောက်ဆုတ်သွားတယ် u enter u enter u enter နော်ဒါဆိုလုံးဝမရှိတော့စာမှတ်ကလေးချတော့တဲ့နော်စာမှတ်ကလေးချဒီနေရာမှာကျွန်တော် close လုပ်ချင်တယ်နော် close ဆိုတာကသူကစာမှတ်နဲ့ပြန်စုံတဲ့ comment လေးထွက်တယ်ငါ့လိုလုပ်ချင်လို့ရှိရင်တော့ c enter ပေါ့ c တစ်လုံးနဲ့အကြီးနဲ့ရတဲ့အတွက် c enter comment လေးထွက်သွားတယ် comment ဝင်ချိန်နဲ့ထွက်ချိန်ရတဲ့ cross ကြည့်ရတဲ့တည်တယ်နော် cross ကြည့်ရတဲ့တည်တယ်ဒီ cross ဒီကောင်လေးရပါတော့ cross လေးကကျွန်တော်အလဲကောင်မှာ big box 4000တုံးလေးအဲ့ကောင်လေးပါနေတယ်ဆိုလို့ရှိရင်ဒါ comment ထွက်သွားတာပေါ့နော်ဒါလည်း option တင်တော့အသေးစိတ်သိလိမ့်မယ်ဒီကောင်လေးနော် aperture box နဲ့ရောတတ်တယ်ထားပါတော့နော် L enter ဒါဆိုလို့ရှိရင် comment ဝင်နေပြီနော် comment ထွက်ချင်တော့ ASCII နဲ့ထွက်ပေါ့ enter နဲ့ထွက်လည်းရတယ်နော် L enter စာမှတ်ကလေးချတယ် next point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  နော် close လည်းမလုပ်ချင်ဘူး comment ထွက်ချင်တယ်ဆိုရင် enter ပေါ့ ASCII လည်းရတယ် writer နဲ့ထွက်နော်ဒီမှာကျွန်တော်တို့မြင်ကွင်းအချုံအချယ်ကို wheel နဲ့သွားမယ်နော် mouse က scroll wheel နဲ့သွားမယ်ဒါလည်းရတယ်နော်နောက်တစ်ခုသွားလို့ရသေးတာက zoom command လေးသုံးမယ်နော် zoom command တော့ကျွန်တော်ဒီမှာမပြောသေးဘူးပြောတဲ့ wheel နဲ့ပဲသွားမယ်နေရာရွှေ့တာကို wheel ကိုဖိရွှေ့မယ် mouse က wheel လေးကိုဖိရွှေ့တယ်ဖိပြီးတော့ရွှေ့သွားရုံပဲနော်တကယ်လို့မှကျွန်တော်တို့ရွှေ့မရတော့ဘူးဒါဆိုပေးမရွှေ့တော့ဘူးလေရွှေ့မရတော့ဘူးမြင်ကွင်းချုံချက်လည်းမရတော့ဘူးချက်ချင်းချက်လို့ရတယ်ချုပ်လို့မရတော့ဘူးဒါဆိုရင် regenerate လုပ်ပါတယ် re enter regenerate ရပြီမြင်ကွင်းချုံချက်လုံးမြန်ဖြစ်စီနေရာရွှေ့မရဖြစ်စီ re enter regenerate ရပြီနော်ဒါမျိုးသွားမယ်ဟုတ်ပြီကျွန်တော်ခုပြောတာ line comment ဖြစ်တဲ့အတွက် l enter နော်စာမှတ်ကလေးချတယ်အခုသွားနေတဲ့ angle တွေကအတိအကျမရအောင်ငါကြိုက်လို့ထွက်နေတာလေကျွန်တော်သွားချင်တာက horizontal တပြေးတယ်ပေါ့နော် x ဝင်ကိုအတက် y ဝင်ကိုအတက်ကွက်တီသွားချင်တာဒါဆို auto ဖွင့်လိုက်ပါတယ်နော်ဒီ status to drawing status ဘာတွေကပေါ့နော် snap to ဘာတွေက auto ဖွင့်လိုက် shortcut လည်းရှိပါတယ်သူ shortcut က keyboard ကနေ function key F8 ကိုနှိပ် F8 အတူတူပဲသူကနော်ဒီကောင်နေလည်းအသေးစိတ်ပြောတော့မှာနောက်ပိုင်းနော် F8 နှိပ်လိုက်တယ် auto ပွင့်သွားပြီဒါဆို horizontal တိုင်း vertical တိုင်းသွားလို့ရပြီနောက်ဒီဘက်ကိုဘယ်လောက်သွားမလဲတန်ဖိုးအတိအကျလည်းလိုက်ထည့်တော့ရပြီ30နော်အခု30ကပေလားလက်မလားလို့မေးမယ်ဆိုရင်တော့ကျွန်တော်ဘာမှမပြောသေးဘူးကျွန်တော်တို့တောင်းထားတဲ့ cyber က imperial cyber ဖြစ်ပေမဲ့ unit က decimal ဒါနောက်ပိုင်းသိလာလိမ့်မယ်အဲ့တော့ကျွန်တော် millimeter နဲ့သွားတာနော်ဒါတော့ဘာဖြစ်30ပဲမှတ်ထားတယ်လောလောဆယ်မှာ30ပြီးပြီဆိုရင်သွားမဲ့ဘက်ကို direction ပြတန်ဖိုး enter သွားမဲ့ဘက် direction ပြတန်ဖိုး enter သွားမဲ့ဘက် direction ပြတန်ဖိုး enter နဲ့သွားမယ်နော်ဘာကလေးချစရာမလိုဘူးနော်ဒီကောင်လေး direction ပြတန်ဖိုး enter direction ပြတန်ဖိုး enter နော် direction ပြတန်ဖိုး enter command ထွက်ချင်တော့ enter ပေါ့ဒါမျိုးဖြစ်သွားမှာဒါ line ကိုရိုးလေးဆွဲသွားတာနောက်က line ကြီးဆွဲတဲ့အခါ distance အတိအကျ angle အတိအကျသွားချင်တာကျွန်တော်တစ်စောင်းလေးပေါ့နော် line ကို distance အတိအကျ angle အတိအကျနဲ့ဆွဲတော့မယ်ဆိုရင်တော့ add ခံပေးရတယ် add a ကိုခွင်းကတ်ထားတဲ့ကောင်လေးနော်ခဏနှစ်မှာပေါ့ shift 2နဲ့ရိုက်ကြတယ်နော်ဒီ gmail ရှိက add တင်ကြတာလေးနော် add ခံတယ် distance တန်ဖိုးအရင်ထည့်ပါတဲ့နော် distance တန်ဖိုးအရင်ထည့်ပြီး less than ခံ less than angle တန်ဖိုးထည့်ပေးရတယ်ကျွန်တော်တို့သိတယ်လေ horizontal တိုင်းဆို x ဝင်ကိုအတက်ဖြစ်တဲ့အတွက်0ပေါ့ vertical ဆို90နော်
ဒီဘက် x ကြောင်းမြန်ဆိုလို့ရှိရင်တော့180ပေါ့နော်270 0ပေါ့ကျွန်တော်သွားချင်တာကဒါမျိုးတစ်စောင်းလေးသွားချင်တာဒီလိုလေးသွားချင်တာနော်ဒါဆိုလို့ရှိရင်တော့ change နေတာ45ပဲဒါနော်45ဆိုပေမဲ့တော့အပေါင်း45ပေါ့အပေါ်တက်မှာလေ0ရဲ့အပေါ်တက်မှာကျွန်တော်နိုင်လက်တန်ကြောင်းမြန်ပြန်သွားမှာဖြစ်တဲ့အတွက်အပေါင်း45ဒီနေရာမှာတော့ဒီဘိုင်းလေးတည်ဖို့အတွက်ပဲကျွန်တော်နော်ဒိုင်းတစ်စောင်းလေးဆွဲတော့မယ်ဆို add ခံတယ် distance တန်ဖို့ less than angle တန်ဖို့ enter ပေါ့ဒါပဲတော့ပင်တစ်ဖက်ကို horizontal တိုင်းပဲသွားမယ်10အောက်ပြန်ရှင်းမယ် add ခံတယ် distance တန်ဖို့ less than angle တန်ဖို့ကြတော့45တော့45ပဲအောက်ကိုပြန်ရှင်းပါကျွန်တော်အဲ့အတွက်အနှုတ်45ဒါမျိုးပေါ့ဒီဘက်ကို10အောက်ကို10ပြင်ဒီဘက်ကို10 add ခံတယ် distance တန်ဖို့ less than angle တန်ဖို့ကဘယ်လောက်သွားမလဲကျွန်တော်တို့ဒါ090 90ကို45ထပ်ပေါင်းနော်135အပေါင်းလေးပဲသွားမယ်လို့ပြင်ဒီဘက်ကို10နော် add ခံတယ် distance တန်ဖို့ less than angle တန်ဖို့ကျွန်တော်ဒါမျိုးလေးသွားချင်တာနော်200စိတ်လေးသွားလို့ရတယ်အပေါင်းနဲ့အနှုတ်နဲ့တောင်းမယ်ဆိုလို့ရှိရင်တော့အနှုတ်135ပေါ့ပြင်ဒီဘက်ကို10ပင်ပေါ်ဘက်ကို10 close နဲ့ပိတ်လိုက်ရတယ်နော်ဒါပဲသူကဒါ line တွေကိုအတိအကျဆွဲသွားတဲ့အပိုင်း distance အတိအကျ angle အတိအကျနဲ့သွားတဲ့အပိုင်းရမယ်နော်ဒါ line နဲ့ပတ်သက်လို့ပေါ့နောက်တစ်ခုကျွန်တော်တို့ circle ပိုင်းတစ်ချက်သွားကြည့်အောင်နော် circle ပိုင်း circle တွေဆွဲတော့မယ်ဆိုလို့ရှိရင် C enter လိုက်ရတယ်နော် C enter လိုက်ရတယ်circle icon မှာ click နှိပ်လိုက်ရတယ် C enter ပေါ့သူဘာတောင်းလဲ specify center point for circle circle အတွက် center point ပြပေးပါတဲ့နော် circle အတွက် center point ပြဆိုတော့ပြလိုက်ပေါ့နော်ဒါတွေမကြည့်နေဘူးဒါမှမဟုတ်ဒါတွေသုံးမလားပေါ့မသုံးသေးဘူး center point ပြသူဘာဆက်ခိုင်းလဲအောက်ကိုပဲကြည့်မယ်နော် specify radius of circle circle radius တန်ဖိုးထည့်ပေးပါတဲ့ဒါမှမဟုတ် diameter နဲ့သွားမလားတဲ့ diameter နဲ့မသွားသေးဘူးနော် radius ပဲထည့်မှာ radius ကိုကျွန်တော်10နဲ့ပေးလိုက်တယ်10 enter ဒါ radius တန်းရှိတဲ့ circle တစ်လုံးပေါ့နော် C enter center point ကလေးချကျွန်တော်ဒီတစ်ခါ diameter နဲ့သွားချင်တာ D enter နော် diameter တန်ဖိုးထည့်ပါတဲ့20ပေါ့ကျွန်တော်ထည့်လိုက်မယ်ဒါဆိုအတူတူပဲဒီနှလုံးအောင်နော်သူ့ဆွဲတော့ radius 10နဲ့ဆွဲခဲ့တာသူ့ဆွဲတော့ diameter 20နဲ့ဆွဲတာပေါ့နော်ကဲဟုတ်ပြီနောက်တစ်ခု C enter မှာဘာတွေကျန်သေးလဲ center point ပြပြီး radius diameter နဲ့ဆန်းတာတော့ဆန်းပြီးသွားပြီနော် 3b 2b TTR ကိုကျွန်တော်ဆန်းကြည့်ခြင်းနေတယ်ဒီကောင်တွေဆန်းမှုအတွက်သဘောပေါက်ဖို့အတွက်ဆိုကျွန်တော်တို့ line လေးတွေအရင်ကြိုဆွဲထားမယ်နော် line လေးတွေစာမဲ့ကလေးချစုံမဲ့ကလေးချ command ထွက်လိုက်တယ်နော် AutoCAD မှာနောက်ဆုံး command ပြန်သုံးခြင်း enter ပဲနော်နောက်ဆုံး command ဘာပဲသုံးတာစာမဲ့ကလေးချစုံမဲ့ကလေးချ command ထွက်တယ် command ပြန်ဝင်နော်ဒါမျိုးပေါ့ကျွန်တော် auto ပိတ်ချင်တဲ့အလွယ်တကူပဲ function key F8 ကိုနှိပ်လိုက်တယ်ဒါပဲနော်ဟုတ်ပြီကျွန်တော်အခုရှင်းပြနေတာစာကဲ C enter နော် 3b သုံးနေတာဖြစ်တဲ့အတွက်အကုန်အကြီးနဲ့ရေးထားတာအပြည့်ရ 3b enter 3b ဆိုတာကသူက point 3 point ပြရုံနဲ့စာကဲဆွဲလို့ရတယ်နော် specify first point on circle first point ပြပါတဲ့ပြလိုက်ပေါ့ second point ပြပါ third point ပြပါဒါပဲသူက point 3 point ပြရုံနဲ့စာကဲဆွဲလို့ရတယ်နော်အခုရသွားတဲ့စာကဲ radius diameter သိချင်တော့တိုင်းကြည့်မှရတော့မှာနော်နောက်တစ်ခုက C enter 2b point 2 point ပြရုံနဲ့စာကဲဆွဲလို့ရတယ်နော် 2b enter first point second point ဒါပဲသူက2 point ပြရုံနဲ့ရတယ်နောက်တစ်ခုကျတော့ C enter နော် TDR တဲ့အနောက်မှာဆက်ရှင်းထားတယ် tangent radius အခုဆွဲမဲ့စာကဲရဲ့ထိမဲ့ tangent တစ်ခုကိုတည်ပြီးသူ့ radius တန်ဖိုးလည်းတည်တယ်ဆိုလို့ရှိရင်ဒါဒီကောင်သုံးလို့ရတာပေါ့နော်ဒါပေမဲ့သူအကြီးနဲ့ရေးထားတာ T တစ်လုံးနဲ့အဲ့အတွက်ကျွန်တော်တို့ထည့်ပေးရမှာ C enter T enter ပေါ့နော် C enter T enter တောင်းတယ် specify point on object for first tangent of circle circle first tangent အတွက် object ပေါ် point ပြပေးပါတဲ့ဒါကျွန်တော်တို့ circle first tangent တောင်းနေရပဲနော် first tangent ထိမဲ့နေရပြတယ် second tangent ထိမဲ့နေရပြလိုက်တယ်ပြီးမှသူ radius တန်ဖိုးတောင်းတယ်ကျွန်တော်တို့နော် radius တန်ဖိုးကျွန်တော်10နဲ့ပဲသွားခြင်းနဲ့10 enter ဒီနှစ်ခုကိုတန်းညံထိပြီးဆွဲပြီးသွားတယ်နော် CNR TNR ထိမဲ့တန်းညံတစ်ခုကလေးချတယ် radius တန်ဖိုးထည့်ပေးတယ်ပေါ့5
ဒါမျိုးပေါ့အရန်သေးသွားလဲအပြင်ထွက်သွားလိမ့်မယ်ဒါပေမဲ့ extend လုပ်လိုက်ရင်တော့ထိတယ်အဲ့ကောင်ရမလားမသိနော်ဒါဆိုကျွန်တော်တို့စမ်းစရာက CNR ထဲမှာကုန်ပြီ CNR ထဲမှာနော်မရှိတော့ဘူးလေနောက်ဆုံးတစ်ခုဘာမှသွားရှိမလဲဆိုတော့ draw ထဲမှာရှိတယ်နော် menu bar တွေက draw အဲ့ဒီထဲကစခဲ့သူ့အောက်ကမှတန်အဲ့ဒါမျိုးပေါ့ဒီကောင်လေးကတော့ CNR ထဲမှာမပါဘူးလေတန်ကလေးချတယ်သူက team မဲ့တန်းညံ3ခုပြပေးတာနဲ့စခဲ့ဆွဲလို့ရတယ်နော် specify first point ကိုစခဲ့တန်းတူနော် first တန်းညံ second တန်းညံ third တန်းညံ3ခုပြတာနဲ့စခဲ့ဆွဲလို့ရတယ် draw တွေကစခဲ့တဲ့ကတန်း first တန်းညံ second တန်းညံနဲ့ third တန်းညံဒါပဲသူကရမလားမသိဘူးနော်ဒါမျိုးသွားလို့ရတယ်ဒါကကျွန်တော်တို့စခဲ့ကိုရှင်းပြသွားတဲ့အပိုင်းဒီထိအဆင်ပြေရနော်ဟုတ်ပြီline ရဲ့စခဲ့ပြီးသွားပြီ line ရဲ့စခဲ့ပြီးသွားပြီဆိုကျွန်တော်တို့ copy ကူးတဲ့အပိုင်းလေးပြန်သွားကြည့်မယ်နော်ဆက်သွားကြည့်မယ်ပေါ့ copy ကူးတဲ့အပိုင်း copy ကူးတဲ့အပိုင်းနော် copy ကူးတော့မယ်ဆိုလို့ object တွေ copy ကူးမယ်ဆိုလို့ကျွန်တော်အရင်တော့ဆွဲထားလေကူးမယ် object တွေဆွဲထား shortcut က CO ဒါမှမဟုတ် CP icon လည်းရှိတယ်နော် CO လည်းရတယ် CP လည်းရတယ်ကြိုက်တာနဲ့တော့နော် CO ဆိုပြီးမှားပြီးတော့ CP နှိပ်လည်းရဖြစ်တယ်နော် CP enter select object ဆိုတော့ကူးမဲ့ object ကို select ပေးပေါ့ဟုတ်ပြီဒီနေရာမှာကျွန်တော်တို့ selection ပေးတဲ့အပိုင်းလေးတစ်ချက်ကြည့်အောင်နော် object တွေကို selection ပေးမယ်ဆိုလို့ရှိရင်ပေးလို့ရတဲ့နည်းတွေကအများကြီးရှိတယ်နော်လောလောဆယ်မှာ3နည်းလောက်တင်အဆင်ပြေတယ်နော်ကျန်တာနောက်ပိုင်းပြောသွားမှာနော် object ပေါ်ကို direct click ချပြီး selection ပေးတာရှိတယ်ဒါ pick selection ပေါ့နော် pick pick sk နဲ့ select ဖြောက်လို့ရတယ်နော်နောက်တစ်ခါ window selection နဲ့နော် window selection ဆိုတာကသူက left to right လို့ပြောလို့ရတယ် left မှာတစ်ချက် click ဖိထားစရာမလိုဆွဲသွားမယ်ဖိထားစရာမလို right မှာတစ်ချက် click သူကဘယ်လို select ပေးလဲဆိုတော့တဲ့ selection area အတွင်းထဲမှာပြည့်ပါနေတဲ့ object တွေကို selection ဝင်ပေးတာဟုတ်ပြီကျွန်တော်အခုဆွဲထားတဲ့အနေထားဆို object ဘယ်နှခုအပြည့်ပါမလဲဒီခုမှမပေါ့ဒီမှာလေ area ထဲမှာတစ်ခုမှမဝင်ဘူးတစ်ခုမှ select မဖြစ်ဘူးသူကနော်ဒါဆိုလို့ရှိရင်ဘယ်နှခုပါမလဲကျွန်တော်တို့တစ်ခုပါပြီစခဲ့တစ်လုံးပါပြီဒါဆိုဝင်တယ်ဒါမျိုးပေါ့နော်ဒါ window selection သူ selection area အတွင်းထဲမှာအပြည့်ပါတဲ့ object ကိုပဲ selection ဖြစ်စေတာအရောင်တော့ပုံနေမှတ်ထားလို့မရအောင်ချိန်လို့ရတယ်နော် option တင်တော့တည်လိမ့်မယ်ကျွန်တော် cross selection နဲ့နောက်တစ်ခုကနော် right to left ပေါ့နော် right မှာတစ်ချက် click down ဖြတ် click ဆွဲလာတယ်ဖိထားကြမလို့ left မှာတစ်ချက် click သူကြတော့ဟိုအပြည့်ပါကြမလို့နည်းနည်းလေးထိရတဲ့ selection ဖြစ်တယ်အပြည့်ပါဖို့မလို့နော်ဒါမျိုးပေါ့နော် object တွေအများကြီးထဲမှာမှကွက်ပြီး selection ပေးရမယ်ဆို window 3ပေါ့နော် window လေး3ပေးလိုက်အကုန်ပေးမှဆိုတော့ cross တာ3ပေါ့နော် control A လည်းရတယ် control A ကတော့ select all ပေါ့ရှိသမျှပုံတွေအားလုံး selection ဝင်ပေးမှာဖြတ်ချင် delete နဲ့ဖြတ်ကျွန်တော်တို့နော် delete နဲ့ဖြတ်နောက်တစ်ခုကျွန်တော်ဒီမှာ select ပေးလိုက်တယ်နှလုံးစလုံးပါသွားတယ် escape ဆိုရင်အကုန်ပြောက်တော့မှာလေဒါလေးပဲဖြောက်ချင်တာနော်ဒါဆို shift ကိုဖြီးတဲ့ shift ကိုဖြီးပြီးတော့ select ပြန်ပြီးကြိုက်တဲ့နည်းနဲ့ပေးထားတော့နော် pick နဲ့ select ဖြောက်မယ်ဆိုတော့ဒီနေရာကြီးသွားမ click နဲ့လေ grid တုံးနဲ့လွတ်တဲ့နေရာတော့ click ပေါ့နော် cross ကောက်ခြင်းကောက်ဒါမျိုးရှိတာပေါ့ဒါက selection ပေးတဲ့အပိုင်းနော်ဟုတ်ပြီကျွန်တော်ခုဒါဖြတ်ပြောတာ copy ကိုပြောနေတာနော် CO enter select object ဆိုတော့ object ကို select ပြီး enter နော်ဘာတောင်းလဲ specify base point base point ဆိုတာကသူကအခု selection ပေးထားတဲ့ object ကိုဘယ်ကနေယူသွားမလဲဒါပြောတာလိုချင်တဲ့ point မှာ click ချတယ်ထားမယ်နေရာ click ချပေးတယ် copy ဖြစ်တဲ့အတွက်ကြိုက်သလောက် paste လုပ်လို့ရတယ်ဒါမျိုးပေါ့နော် copy ဖြစ်တဲ့အတွက်ကြိုက်သလောက် paste လုပ်လို့ရတယ် enter ပေါ့ comment ဖြတ်လိုက်တယ်နော်CO enter object select enter ဟုတ်ပြီကျွန်တော်ဒီနေရာမှာဒီကောင်လေးကိုဒီပေါ်သွားတင်နေတာနော်ဒီကောင်လေးကို circle တစ်လုံးမှာပေါ်တဲ့ snap point က center အပြင် quadrant လည်းရှိနေတယ်မပေါ်သေးဘူးနော်အဲ့အတွက် snap point အနေနဲ့ပတ်သက်လို့တဲ့သူက o snap မှာသွားပြင်ရတယ် OSNAP object snap သူ့ပေါ် right click ခေါက်နော်ကျွန်တော်လိုချင်တဲ့ quadrant ကိုသွားပြီးဖွင့်လိုက်ရုံပဲလေဘောင်ခတ်ထားတာလေးရှိတိတ်တော့မသိတာတော့နော်အသေးစိတ်ပြင်ရင် setting နဲ့ဝင်ပြင်ရတယ်ဒါကျွန်တော်ဒီ snap ရှင်းတဲ့အခါမှာအသေးစိတ်ပြောသွားမှာထားတော့နော် setting နဲ့ဝင်လိုက်လို့ရတယ်အမှန်ကြီးပေးထားတာဖွင့်ထားတာလေးပေါ့ clear ကိုလုပ်နိုင်တယ် select all လုပ်နိုင်တယ်နော် line တစ်ချောင်းအတွက် end point mid point လို့ရတယ်
စာကဲတစ်လုံးအတွက် center point current point လိုတယ်ဖြတ်မှတ်တွေလိုတယ် perpendicular တောင်းမှန်ကြတဲ့မှတ်တွေလိုတယ်ကျန်တာတွေလိုအပ်မှသုံးပါနော်ဒီကောင်လေးဖွင့်လိုက်ရဒါဆိုတော့ရပြီပေါ့ဒီကနေကင်တော့အပေါ်မှာတင်နေတယ်ဆိုလို့ရှိရင်အောက်ကနေကင်ပေါ့ဒါမှသွားထားရင်အဆင်ပြေမှာနော် comment ထည့်လိုက်တယ် cu enter object select enter အောက်မှာထားမယ်ဆိုအပေါ်ကနေကင်ပေါ့နော်အောက်ကနေကင်ပြီးသွားထားလို့တော့ဒါအတိအကျရမှာမဟုတ်ဘူးနော်အဲ့တော့အောက်မှာထားမယ်ဆိုအပေါ်ကနေကင်သွားမယ်နော်ဘယ်ဘက်မှာထားမယ်ဆိုညဘက်ကကင်ပေါ့နော်ဒါမဟုတ်ဘူးနော်ပါပဲနေဘူးလားကွာရန်ပွားတိကြပဲနော်ပြန်ကြတော့ညဘက်မှာထားမယ်ဆိုဘယ်ဘက်ကနေကညဘက်မှာထားဒါပဲတူပါနော်ဒါ copy ကူးတဲ့အပိုင်း distance အတိအကျနဲ့ copy ကူးမယ်ဆိုလည်းရတယ် cu enter object select enter နော်ပြီးရင်တို့က base point ကိုကြိုက်တဲ့နေရာပြလို့ရတယ် distance အတိအကျကူးမယ်ဆိုနော်ကျွန်တော်တစ်ဖြောင်းနဲ့သွားခြင်းတဲ့အတွက်တစ်ဖြောင်းနဲ့ဆိုမှ horizontal အတိုင်းသွားခြင်းတဲ့အတွက် auto ဖွင့်လိုက်အောင်နော်ဒီဘက်ကိုဘယ်လောက်ကူးမလဲ100ခွာချင်တာနော် copy ကူးလိုက်ခြင်းနဲ့100ခွာပြီးတော့100အဲ့50ဆို50 150 base point ကိုဒီမှာတွက်ပြထားတာဟုတ်သူကနော် cu enter object select enter base point ကြိုက်တဲ့နေရာပြသွားမဲ့ဘက်သာမှတ်မကြည့်အောက်ကိုသွားမှာ50 100 150ဒါပဲသူကဒါနော်ဒါ copy ကူးတဲ့အပိုင်းနောက်တစ်ခါ move လုပ်တဲ့အပိုင်းနေရာရွှေ့ကြည့်အောင်နော် move လုပ်တဲ့အပိုင်း move လုပ်မယ်ဆိုလို့ရှိရင် m enter နော် m enter ဒါမှမဟုတ် move icon ကလစ်နှိပ်ပေါ့ပြီးပြီဆိုလို့ရှိရင် select object ကို select ပြီး enter ပြီးတော့မှသူကဒီ object ကိုဘယ်နေရာကနေရွှေ့မှာလဲဒီကနေရွှေ့မှာဆိုပါတော့နော်ဘယ်နားထားမလဲဒီနားထားမှာမူရင်းပြောက်တယ် command လည်းထွက်တယ် m enter object select enter base point ကြိုက်တဲ့နေရာပြတောင်းမဲ့ဘက် direction ပြ100ဒါ distance အတိအကျရွှေ့တာ m enter object select enter ဒီကနေကိုင်လိုက်တယ်ဒီမှာထားတယ်ဒါပြောက်တယ် move လုပ်တာရမယ်နော်ဒါ move command သုံးသွားတဲ့အပိုင်းနော် rotate တစ်ခုထပ်ပြောလိုက်အောင်နော် rotate လုပ်တော့မယ်ဆိုလို့ရှိရင်သူက object တော့ရှိရမှာပေါ့ဟိုစာကယ်ကြီးကိုဒီနေရာ base point ပြ rotate တော့မလုပ်နဲ့နော်ကဲဟုတ်ပြီကျွန်တော် line လေးကို rotate လုပ်မယ် ro enter နော် icon မှာ click နှိပ်လဲအတူတူပဲ ro enter object select enter ပြီးတော့မှသူက base point တောင်းတယ် base point ဆိုတာကသူကဘယ်နေရာကိုဗဟိုထားပြီးတော့လှည့်မှာလဲပေါ့ကျွန်တော်ဒီနေရာဗဟိုထားလှည့်မှာ base point ပြလိုက်ပြီးတော့မှသူကဒီမှာ specify rotation angle နော် rotation angle ဘယ်လောက်နဲ့သွားမလဲနော် rotation angle ဘယ်လောက်နဲ့သွားမလဲဆိုတော့ကျွန်တော်တို့ခုန line တွေကိုအတိအကျဆွဲခဲ့သလိုပဲနော် x အတက်ရ0 90 180 270ကျွန်တော်45လှည့်မယ်45ဒီနေရာကိုဗဟိုထားပြီး45လှည့်ပြီးသွားတယ်သူကနော် arrow enter object select enter base point ကလေးချတယ်ပြီးတော့မှကျွန်တော်ဒီမှာ copy ကူးခဲ့ခြင်းသေးလားနော်မူရင်း object ပျောက်တယ်လေ45ဆိုမူရင်း object ပျောက်သွားတယ်မူရင်း object မပျောက်စေခြင်း ro enter object select enter base point ပြလိုက်တယ် c enter ကိုသုံးပါနော် copy c enter ပြီးတော့မှဘယ်လောက် degree လှည့်မလဲ45ဒါပဲသူကနော်45 arrow enter object select enter base point ကလေးချတယ် c enter နော်45ဒါမျိုးသူက copy ကူးပြီးထည့်ပြီးသွားတာအဲ့ဒီ rotate မှာ reference ဆိုတာရှိတယ်နော် reference ပါနော် reference အပိုင်း reference နဲ့လှည့်တာပေါ့နော် reference နဲ့လှည့်တဲ့အပိုင်းကိုဒီချိန်မှာပြောလို့ရှိရင်ဟိုဓာတ်ရှုပ်သွားလိမ့်မယ်စက်ကြီးပိုင်းရောက်မှတော့အသေးစိတ်ပြောပြမှာနော်အတုံးလဲတိတ်မဝင်ဘူးကျွန်တော်တို့နော်အဲ့အတွက်စက်ကြီးပိုင်းရောက်တော့ reference ကိုအသေးစိတ်ပြောပြမှာနော်ဒါက line ဆွဲတာရယ်နော် circle ဆွဲတာရယ် copy ကူးတာရယ် move လုပ်တာရယ်ပေါ့နောက်တစ်ခေါက်နေရှင်းပြသွားရယ်ပါ